ကဲအားလုံးပဲကိုမေညီကိုမောင်တို့မင်္ဂလာပါနော်ဒီနေ့မှာတော့ပတ်သီးတွေအခွေတွေတော့မပါတော့ဘူးဗျာတနေ့ကုန်ထိုးရမယ်ကနန်းလေးကွက်ပဲရှာပေးမယ်တကွက်တော့တော်တော်ကြိုက်တယ်တနေ့ကုန်ထိုးရမယ်ကနန်းလေးကွက်ကဘာတွေလဲဆိုတော့3ခွန်ရယ်3ည9ရယ်အဲ့ဒါက main ထိုးမယ်80နဲ့85ကရှမ်းတနေ့ကုန်ထိုးရမှာနော်မနက်တစ်ချိန်နဲ့မဟုတ်ဘူးမနက်ည3ခွန်ရယ်3ည9ရယ်က main 80ရယ်85ရယ်ကရှမ်းမယ်တကွက်ထွက်အချိန်နဲ့ပေါ့နော်တောက်ကြညနေကြရင်တော့တောက်ကြကိုမင်းဆိုတကွက်တော့လက်ဆွမ်းပြရမှာပေါ့နော်ဒီနေ့တိုင်းတာမှာမနေ့ည3ခွန်3ည9 80 85အဲ့ထဲမှာမင်းရွေးထားတာက3ခွန်နဲ့3ည9နဲ့မိအောင်ထိုးကြပါဒီလောက်ပဲနော်